Hello case ကို show မှာကြိုဆိုပါတယ်ဒီနေ့ရတာရှိတဲ့ကနန်းမဆလာချက်လေးချက်စားကြမယ်နော်အရင်ဆုံးစက်သွင်းချင်းကြိတ်နေလေးကိုစီတတ်ပါမယ်ပြီးရင်တော့စနွေးမို့ရောင်တင်မှုလေးတွေကိုထည့်ပါမယ်ခရမ်းချင်တီတုံးထားတာလေးတွေကိုထည့်ပါမယ်ပြီးရင်တော့အဖုံးလေးခဏအုပ်ပြီးခရမ်းချင်တီအနှစ်လေးတွေဖြစ်တဲ့အထိချက်ပါမယ်ရတာအတွက်ချက်သားမှုငံပြာရည်မဆလာနဲ့ကနန်းမဆလာအနည်းငယ်တို့ကိုထည့်ပါမယ်ပြီးရင်တော့ကနန်းလေးတွေကိုထည့်လိုက်ပါမယ်ကနန်းလေးတွေချက်တော့လေဟိုဘက်ကမှန်ပြီးပါမယ်ပြီးရင်တော့ရေလေးနဲ့ငယ်ထည့်နေပြီးတော့ကနန်းလေးချက်တဲ့အထိခဏချက်ပါမယ်ကနန်းလေးတွေချက်သွားပြီဆိုလို့ရှိရင်တော့နှစ်လေးတွေရစေဖို့ကျုပ်နှလုံးခောက်ထားလေးကိုထည့်ပါမယ်ပြီးရင်တော့ဟိုဘက်ဒီဘက်ပြန်ပြီးတော့နှစ်လေးနဲ့တမဝအောင်ဝေပေးပါမယ်။ခေါင်းလုံးချက်သွားပြီဆိုရင်တော့ရက်နဲ့လေးအုပ်ပေးလိုက်ပြီဆိုရင်ရတာရှိလာတဲ့ကနန်းမဆလာချက်လေးကိုသုံးဆောင်မှန်လေးပဲဖြစ်ပါတယ်။နောက်လည်းအခုလိုမျိုးဟင်းချက်ဗီဒီယိုလေးတွေတင်သွားမှာဖြစ်လို့ Case Food Show ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်။ Bye bye